Donald Trump အင်ဂျီကိုဈေးပပေါ်လေးနဲ့ရောင်းတဲ့နေရာ luxury shopping mall မဟုတ်ပါဘူးအခုရောက်ရှိနေတဲ့နေရာလေးကတော့ America ရဲ့ second hand ဘေးဒုတ်ဆိုင်ပဲဖြစ်ပါတယ်ဆိုင်နာမည်လေးကတော့ Goodwill လို့ခေါ်တယ် Goodwill ဆိုင်ကဘလောက်အောင်မြင်လဲဆိုရင် America ရဲ့မြို့တိုင်းနီးပါးမှာသူဆိုင်ရှိပါတယ်အခုလက်ရှိမှာကတော့ဆိုင်ပေါင်း4000ကျော်ရှိပြီးသူကတော့အင်ဂျီတွေဘောင်းမီတွေမကဖက်နက်လျှက်စစ်ပစ္စည်းအိမ်သုံးဆောင်ပစ္စည်းအကစားပစ္စည်းအယုတ်စာအုပ်ဟင်းချက်တဲ့ပစ္စည်းကိုလိုချင်တာတွေကိုတဝက်ထက်နေတဲ့ဈေးနဲ့ဝယ်ယူနိုင်ပါတယ်။ America မှာဒီလို thrift store second hand ဆိုင်တွေရဲ့ဈေးကွက်ကတော့တော်တော်လေးကြီးပါတယ်။ဘာလို့လဲဆိုတော့ဒီကလူတွေအများစုက sustainability ကို support ပေးပြီး fast fashion ကိုတိတ်တပေါ်မကြကြပါဘူး။တချို့လူတွေကလည်းအဟောင်းဆိုင်ကိုကြိုက်လို့တမင်တသက်ဝယ်ယူပြီး fashion statement အနေနဲ့ဝတ်တဲ့လူတွေလည်းရှိပါတယ်။မာတီလောက်တော့ဒီလို style တွေကိုvintage မဟုတ်ရင် Y2K retro အဲ့လိုခေါ်ကြပါတယ်။ဒီဆိုင်ဖွင့်တဲ့ data ပေါ်မှာမူတည်ပြီးတော့ရရှိနိုင်တဲ့အင်ဂျီတွေဘောင်းဘီတွေပစ္စည်းတွေကတော့ကွာပါတယ်ဥပမာ LA Hollywood နာ thrift store ဆိုင်သွားမယ်ဆိုရင်တခါလေကြာရင်မင်းသားမင်းသမီးတွေဝတ်ထားတဲ့ branded ပစ္စည်းတွေရှာတွေ့နိုင်ပါတယ်ဒါမှမဟုတ်ရင်အခုရောက်ရှိနေတဲ့ San Francisco Bay Area Silicon Valley နာ thrift store ကိုသွားမယ်ဆိုရင်တော့ဒီကုမ္ပဏီကပေးတဲ့အင်ဂျီတို့လွယ်အိတ်တို့ရေကွက်တို့ရေဘူးတို့ကိုတွေ့ရှိနိုင်ပါတယ်အချိန်ပေးပြီးရှာရင်တော့ brand ကောင်းတွေကိုဈေးတော်တော်လေးနဲ့ဝယ်ယူနိုင်တယ်ဥပမာဆိုရင်ဒီ Ralph Lauren အင်ဂျီကသူ့ရဲ့ original ဈေးက$100ကျော်လောက်ရှိရယ်ဒါပေမဲ့ဒီဆိုင်မှာ6ချက်ထဲနဲ့ဝယ်လို့ရတယ်အဲ့လိုပဲတခြား brand တွေ for example Uniqlo Gap Columbia New Balance Banana Republicအဲ့လိုအင်ဂျီတွေကိုလည်းပုံမှန်ဈေးရဲ့50ကနေ80ရာခိုင်နှုန်း short ထားတဲ့ဈေးကိုရနိုင်တယ်ဒီလိုဆိုင်တွေရဲ့စီးပွားရေးလက်ပတ်မှုကသူတို့ရဲ့ရောင်းအားတစ်ခုတည်းမဟုတ်ပါဘူးသူတို့ကအင်ဂျီတွေကိုလည်း customer စီကနေဝယ်ပါတယ်ညီမဆိုရင်ညီမမဝတ်တော့တဲ့အင်ဂျီအဟောင်းတွေကိုတွားရောင်းမှုတယ်သူတို့လိုချင်တဲ့ဈေးနဲ့ဈေးဖြတ်ပြီးငွေသားပေးတယ်ဒါမှမဟုတ်ရင်သူတို့ဆိုင်မှာပဲသုံးလို့ရတဲ့ credit coupon လိုမျိုးပေးတယ်ဒီ coupon တွေကတော့ကိုရတဲ့ငွေသားအမောင့်ထက်ပိုများတယ်ဥပမာညီမကအင်ဂျီ9ထည့်သူတို့တွားရောင်းနေဆိုရင်ငွေသားနဲ့ဆိုရင်25ချက်လောက်ပဲပြန်ရပါမယ်คูปองနဲ့ဆိုရင်35ချက်မဟုတ်ရင်40လောက်ရပါတယ်ဒီလိုလောက်ရတဲ့ရည်ရွယ်ချက်တွေကတော့ customer တွေကိုသူတို့ဆိုင်ရာပစ္စည်းတွေကိုဝယ်အောင်အယောင်းလည်ပတ်မှုရှိအောင်ပါဒီစနစ်လေးကိုတဘောကြတယ်ဘာလို့လဲဆိုတော့အင်ဂျီကို recycle လုပ်တဲ့တဘောပါပဲကိုမကြိုက်တော့တဲ့အင်ဂျီတွေအင်ဂျီအဟောင်းတွေကိုတွားရောင်းလိုက်တယ်ဆိုရင်ကိုလည်းအင်ဂျီအသစ်တွေထပ်ဝယ်လို့ရတယ်လို့သူတို့အတွက်လည်း profit ရပါတယ်အားလုံးရောဒီလိုဆိုင်တွေကိုဘယ်လိုမြင်လဲမြန်မာပြည်မှာအခုဒီလိုဆိုင်တွေရှိရဆိုရင်လည်း comment ထဲမှာ mention ခေါ်လို့ရပါတယ်ကျေးဇူးတင်ပါတယ်